ကျွန်တော်လူပြန်ဝင်စားလာတာကပ်ပေးကြီးမတိုင်ခင်9ရက်အလိုမှာပေါ့ညီမဖြစ်သူကစစ်နက်ဖျားစနစ် water system ကိုလူယူသွားပြီးကျွန်တော်ကိုကြည့်ကပြုံးနေခဲ့တယ်ဒီတခါတော့တမိအကိုကိုကာကွယ်ပေးမယ်တဲ့ဒါပေမဲ့သူမလုံးဝမသိခဲ့တာကသူမလူသွားတဲ့စနစ်ကတေမင်းတမန်လမ်းဟောင်းကြီးဖြစ်ပြီးကျွန်တော်ရွေးချယ်ခဲ့တဲ့ဂိုဒေါင်မန်နေဂျာစနစ် water manager system ကမှကပ်ပေးကဘာရဲ့တကယ် accurate စစ်ဖြစ်တယ်ဆိုတာပါပဲကျွန်တော်နာမည်ဂျင်းရန်အရင်ဘဝတုန်းကအနှုတ်60 degree centigrade ရှိတဲ့အေးတန်အောက်မှာကိုညီမအရင်နဲ့သူမရဲ့စီနီယာကောင်ကကျွန်တော်ကိုတန်ချက်ကတကားအပြင်ဘက်မှာပိတ်လောင်ထားခဲ့ကြတယ်အကိုသမီးကိုမနာလို့မဖြစ်ပါနဲ့ဒီတန်ချက်ကတကားကနောက်ထပ်10မိနစ်ပဲခံတော့မှတို့တဲကတယောက်တော့အသက်ရှင်ရမယ်လေကြီးကမှန်3ထက်ရဲ့တစ်ဖက်မှာတော့ကျွန်တော်ဟာသွေးအိုင်နဲ့လဲနေပြီး1 byte ကကြောက်မက်ဖွယ်ရာဒဏ်ရာကနေသွေးပူတွေတတွင်စီးကြလို့နောက်ဆုံးကျန်တဲ့ခန္ဓာကိုယ်အပူငွေ့တွေဆုံးရှုံးနေခဲ့ပြီးမှန်ရဲ့နောက်ွယ်အမိုးအကာအောက်မှာတော့မီးရောင်တွေလင်းထိန်နေပြီးကျွန်တော်အတိဆုံးမျက်နှာနှစ်ခုကိုထင်ထင်ရှားရှားမြင်နေရတယ်အဲ့ဒါကတော့ကျွန်တော်ညီမချင်းရောင်ဂျင်းညုံနဲ့သူမအသေးဆွဲချရတဲ့စီနီယာချန်ရှူတို့ပဲဂျင်းရောင်ကအခိုးရှံထွက်နေတဲ့ကိုပူတစ်ခွက်ကိုလက်ကကင်လို့အဲ့ဒီအငွေ့တွေကကျွန်တော်နှလုံးသားကိုဓာတ်နဲ့မွန်းနေတယ်လို့ပဲသူမရဲ့ပြုပြင်ပြင်ဆင်ထားတဲ့လှပတဲ့မျက်နှာပေါ်မှာတနာကယူနာစိတ်အတူရောင်နေရှိနေပေမဲ့မျက်ဝန်းအိမ်အောက်ခြေမှာတော့ဝင်ထုတ်ဝင်ပိုးတစ်ခုကိုနောက်ဆုံးတော့ဖယ်ရှားပြစ်နိုင်ခဲ့ပြီဆိုတဲ့စိတ်သက်သာရမှုတွေအထိုင်အမြဲရှိနေခဲ့တယ်ကျွန်တော်ဒေါသကြီးအော်ဟစ်ချင်ခဲ့တယ်အဲ့ဒီကျိန်စာတစ်မှန်တွေကိုရိုက်ခွဲပစ်ချင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်အမြင်အာရုံတွေဝေဝါးလာပြီဒါဟာမျက်လုံးတွေခဲတော့မဲ့လက္ခဏာပဲချန်စုကရင်းရောင်ရဲ့ပခုံးကိုဖတ်ပြီးနာနာကက်ကတခုခုပြောလိုက်တာမြင်လိုက်ရတယ်ပြီးတော့သူမနာတူလာပြီးကျွန်တော်ကိုနှုတ်ဆက်တဲ့ပုံစံပိုက်ပါဆက်လုပ်ပြကထူတဲ့လိုက်ကအမဲကြီးကိုဆွဲပိတ်လိုက်တော့တယ်နောက်ဆုံးကြံတဲ့အလင်းတန်းလေးကွက်ပြောက်သွားခဲ့ပြီးအမောင်ထုထဲမှာပုတ်စော်နံနဲ့တေမင်းရဲ့အသက်ရှူတန်တွေနဲ့အတူမရေမတွက်နိုင်တဲ့ဖုတ်ကောင်ဇမ်ဘီတွေရဲ့အေးဆက်ဆုပ်ပြတ်နေတဲ့လက်တွေကကျွန်တော်ခြေလက်တွေကိုလာရောက်ဆွဲကင်ကြတော့တယ်တိန် host စုံမင်းအသက်ရှင်တန်ခြင်းလက္ခဏာများသူများတို့ရောက်ရှိသွားပါပြီအချိန်နောက်ပြန်လှည့်ခြင်းစတင်ပါပြီလက်ရှိအချိန်ကပ်ပေးကြီးမတိုင်မီ9ရက်အလိုဖြူဖွေးတဲ့အလင်းတန်းတစ်ခုကအရာအလုံးကိုဝါမျိုးသွားပြီးကျွန်တော်အချိန်ခီးသွားဦးမြင်နိုင်ကောင်းတဲ့ရောက်သွားခဲ့တယ်ပြန်လို့လာတဲ့အချိန်မှာတော့လုံးဝဖြူစင်နေတဲ့ဟင်းလင်းပြင်တစ်ခုတည်းရောက်နေတာကိုတွေ့လိုက်ရတယ်စီးနှင်းတွေလည်းမရှိဖုတ်ကောင်တွေလည်းမရှိအေးဆက်စိတ်ဝင်နေတဲ့အေးတန်လည်းမရှိတော့ဘူးဒါဟာအနာဂတ်ဆန်တစ်တဲ့အလင်းတန်းတွေစီးဆင်းနေတဲ့အစုံမဲ့ကဘာဦးအလင်းပြင်တစ်ခုပဲကျွန်တော်ရှိမှကြီးမားတဲ့ hologram သင်္ကေတနှစ်ခုလွင့်မျောနေတယ်ဘယ်ဘက်မှာတော့ရွှေရောင်အစုံမဲ့သင်္ကေတဖြစ်တဲ့ဂိုဒေါင်စနစ် storage system ညာဘက်မှာတော့သွေးရောင်လွှမ်းပြီးအကွဲနေတဲ့ဖြည့်ဆည်းခြင်းစနစ် pressure systemဒီမြင်ကွင်းကရင်နာစရာကောင်းတော့အောင်ရင်းနှီးလို့နေတဲ့ဒါဟာအရင်ဘဝတုန်းကကျွန်တော်နဲ့ညီမဖြစ်သူစနစ်တွေစတင်နှုတ်ထားခဲ့တဲ့အချိန်ပဲအဲ့ဒီတုန်းကအကိုကြီးဖြစ်တဲ့ကျွန်တော်ကအားနွဲ့တဲ့ညီမလေးကိုတနာတာကြောင့်ဖြည့်ဆည်းခြင်းစနစ်ကိုကိုယ်တိုင်လိုလားရွေးချယ်ခဲ့တဲ့ညီမဖြစ်သူကကိုတောင်စနစ်ခါကိုယူပြီးကျွန်တော်အသက်နဲ့လဲကကာကွယ်ပေးထားတဲ့ဘေးကင်းလုံခြုံတဲ့အိမ်ထဲမှာလက်ချောင်းလေးတစ်ခုတောင်မလုပ်ပဲတက်တောင့်တက်တာနေထိုင်စားတောက်ခဲ့တာဒါပေမဲ့ကျွန်တော်ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့တေးလူမျိုးပါဖြစ်ပြီးအသက်ရှင်ဖို့အဲ့ဒီရိတ်ခါတွေကိုအသေးအတန်လိုအပ်နေချိန်မှာတော့ကိုတောင်တော့ကိုကင်ထားတဲ့လူကရိတ်ခါအနှဲငယ်ကိုနှမျောလို့ကျွန်တော်ကိုအပြင်မှာတော့ခတ်ပိတ်လောင်ထားခဲ့တယ်ပါလေဖုတ်ကောင်တွေအတွက်ခြံထားခြင်းလို့လားဆူရှမင်းကလေးတန်တစ်ခုကကျွန်တော်အတွေးတွေကိုဖျက်တောက်လိုက်တယ်လှည့်ကြည့်လိုက်တော့ဂျင်းရောင်လဲဘေးနားမှာနိုးထလာတာကိုတွေးလိုက်ရတယ်သူမမျက်ဝန်းထဲကဝေဝါးမှုတွေကခဏလေးပဲခံလိုက်တယ်ဟိုလိုဂရန်တင်ကေတာနှစ်ခုကိုမြင်ချင်းမှာပဲသူမရဲ့အကြည့်တွေကလောဘဇောတွေနဲ့ယူသွတ်သွားတော့တယ်သူမလည်းလူပြန်ဝင်စားလာတာပဲကျွန်တော်နှခမ်းတောက်မှာအေးဆက်တဲ့အပြုံးတစ်ခုပေါ်လာခဲ့တယ်။အရင်ဘဝတုန်းကတော့ဒီအချိန်မှာဂျင်းရောင်ကကလေးဆူပြခဲ့တာဒီတစ်ခါတော့သူမရွှေရောင်တင်ကေတာကိုတစ်ချက်ကလေးတောင်လှည့်မကြည့်တော့ဘူး။သူမမျက်လုံးတွေကမြည်ရဲနေတဲ့ဖြက်စီးခြင်းစနစ်ပုံမှာပဲဆွေးမြဲနေခဲ့တယ်။သူမရဲ့အမှတ်ရချက်တွေထဲမှာတော့ကျွန်တော်လက်တစ်ချက်ဝေးရုံနဲ့3မီတာထူရှိတဲ့ရေခဲတိုင်းကြီးတွေချက်ချင်းပြောက်ကွယ်သွားခဲ့ဘူးတဲ့ဖုတ်ကောင်အုပ်ကြီးတစ်ခုလုံးအမုတ်ဖြစ်အောင်ခြေဖြတ်ပစ်နိုင်ခဲ့တယ်။အရင်ဘဝတုန်းကကျွန်တော်ဟာစစ်နက်ဖျားတစ်ပါးလိုပဲဒီလောက်အစွမ်းထက်တဲ့ပါဝါမျိုးရှိနေမှာတော့ဘသူကရိတ်ခါရှာဖို့စိတ်ပူနေတော့မလဲ။သူမကတော့အကိုဖြစ်သူရဲ့နောက်ွယ်မှာပုံနေရတာကိုညှင်းငွေ့နေပြီလေ။ဂျင်းရောင်ကကျွန်တော်ကိုတုံ့ပြန်ဖို့အခွင့်အရေးတောင်မပေးဘူး။ကလေးတယောက်မိမိအကြိုက်ဆုံးအယုတ်ကိုသူများလူသွားမှာကြောက်တယ်လို့မျိုးအမြန်ပြေးသွားပြီးရဲတောက်တင်ကေတာကိုလှမ်းကင်လိုက်တဲ့ပြင်းနဲ့ထိတွေ့မိတဲ့အခိုက်အတန့်မှာပဲသူမမျက်နှာပေါ်မှာအတိုင်းထက်အလုံးဝမ်းသာအားရမှုတွေပေါက်ကွဲထွက်လာတော့တယ်။အကိုအောက်တန်းစားအကိုခုထိမသိသေးဘူးမလား။အားအကောင်းဆုံးစွမ်းရည်ကိုတမီးယူလိုက်ပြီးဒီဘဝမှာတော့အကိုပဲတမီးကိုလာတောင်းပန်ရလိမ့်မယ်။ရောင်ညီမလေးတကယ်ပဲအဲ့ဒါကိုလိုချင်တာတေချာလို့လားကျွန်တော်တီတီငိမ့်ငိမ့်ပဲမေးလိုက်တယ်ဒါကတိုက်ခိုက်ရေးစွမ်းရည်နဲ့တူတယ်300တာအရန်ပင်ပန်းလိမ့်မယ်သူမကရင်ကော့ပြီးဂုံယူဝင့်ကြွားစွာပြောတယ်အကိုကတမီးတို့ကိုငငယ်ကလေးကအမြဲကာကွယ်ပေးခဲ့တာပဲဒီတခါတော့တမီးအကိုကိုပြန်ကာကွယ်ပေးပရစေတက်တာဖြစ်တာတိုက်ခိုက်တာတွေကိုတမီးပဲတာဝန်ယူမယ်အဲ့ဒီရွှေရောင်စနစ်ကတော့ရိုးရိုးကိုတောင်းနေရအကျယ်ဝန်းပဲဖြစ်မှာပါအကိုလိုတတိကြီးကြီးထားတတ်တဲ့သူနဲ့ကွက်တီပဲအကိုကနောက်တန်းရိတ်ခါတွေကိုပဲစီမံခန့်ခွဲပေးတော့ငါ့ကိုကာကွယ်မယ်ဟုတ်လားကျွန်တော်စိတ်ထဲကနေလှောင်ပြုံးလိုက်တယ်သူမတကယ်လို့ချင်တာကကျွန်တော်ကိုနောက်တစ်ချိန်သူမရဲ့အစီကံကရိယာအဖြစ်ပြန်သုံးချင်လို့ပဲစိတ်မကောင်းစရာကတော့သူမဟာဖြည့်ဆည်းခြင်းစနစ်ထက်ရဲ့တကယ်ပေးဆက်ရတဲ့တန်ဖိုးကိုလုံးဝမသိတာပဲအရင်ဘဝတုန်းကကျွန်တော်အဲ့ဒီစနစ်ကိုထိရောက်စွာသုံးနိုင်ခဲ့တာကကျွန်တော်မှာထိတ်တန်းတိုက်ခိုက်ရေးဗီဇာနဲ့တန်မာတဲ့ခန္ဓာကိုယ်ရှိလို့ဒါတောင်မှစွမ်းရည်တစ်ခုသုံးပြီးတိုင်းခန္ဓာကိုယ်ကဖျားနာတယ်လို့မျိုး
အားရင်ကုန်ခန်းသွားတတ်တာဘူးဖုံးတောင်မဖွင့်နိုင်တဲ့အလိုလိုက်ခံထားရတဲ့တခင်မလေးရင်းရောင်အနေနဲ့ကတော့ဒီစွမ်းရည်ကိုတစ်ခါသုံးပြီးရင်အဲ့ရတဲ့3ရက်လောက်လဲသွားမှတေချတယ်ပိုရေးကြီးတာကဖြက်စီးခြင်းစနစ်ကရိတ်ခါတွေကိုထုတ်လုပ်ပေးနိုင်ခြင်းလည်းမရှိတူလောင်နိုင်ခြင်းလည်းမရှိဘူးစတီးတုံးတွေတောင်ကွဲအပ်သွားနိုင်တဲ့အေးတန်ရှိတဲ့ကပ်ပေးကဘာကြီးထဲမှာအစားတောက်အဝတ်ထဲအပူပေးစနစ်မရှိရင်ဘလောက်ပဲစွမ်းရည်ကြီးမှပါစေရဲစရာတစ်ခုပဲဖြစ်လိမ့်မယ်ကျွန်တော်ရွှေရောင်အဆုံးမဲ့တင်ကေတာကိုဖြည်းဖြည်းချင်းလှမ်းကင်လိုက်တယ်နှွေးထွေးတဲ့ရွှေရောင်လင်းနှန်းတွေကကျွန်တော်ခန္ဓာကိုယ်ကိုချက်ချင်းလွှမ်းခြုံသွားခဲ့တဲ့စိတ်အာရုံထဲမှာကြီးမားတဲ့တကားကြီးတစ်ခုပွင့်သွားတယ်လို့ခံစားလိုက်ရပြီးအဆုံးမဲ့ပြီးငြိမ်သက်နေတဲ့ဟင်းလင်းပြင်ခွဲတစ်ခုကကျွန်တော်ရဲ့စိတ်ဝိညာဉ်နဲ့အပြည့်အဝချိတ်ဆက်သွားတော့တယ်အဲ့ဒီအချိန်ကျမှပဲကျွန်တော်ရဲ့လုံခြုံမှုအာရုံကပြန်လည်ရရှိလာခဲ့တယ်ဂုဏ်ယူပါတယ် house ရင်းရံစနစ်နဲ့အောင်မြင်စွာချိတ်ဆက်ပြီးပါပြီစွမ်းရည်အဆုံးမဲ့ကိုတောင်အခြေခံအဆင့်ကပ်ပေးကြီးမတိုင်မီကြန့်ရှိချိန်168နာရီနဲ့59မိနစ်ကျေးဇူးပြု၍ရိတ်ခါများကိုအမြန်ဆုံးစုဆောင်းပြီးရှင်းတန်ရန်ပြင်ဆင်ပါနောက်ပိုင်းကိုဆက်ကြည့်ခြင်းရင် comment မှာအဆက်လို့ရေးခဲ့ပါဖော်လို့လေးလည်လုပ်ခဲ့ပေးပါဦး